ပြီးဆုံးသွားတဲ့တိတ်ကတို့ရဲ့ဇာလန်းလေးမိမိပြောင်ပြောင်ဖြစ်နိုင်သေးပါငါရဲ့မတ်တန်းလေးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရေးထားတဲ့တခြင်းလေးတစ်ပုဒ်ကိုဆိုပြချင်ပါတယ်ဒီတခြင်းလေးရဲ့အကြောင်းအရာကတော့ကိုယ့်စီပြန်လာခြင်းနဲ့ရီးစားဟောင်းကိုကသူ့ကိုပြောချင်တဲ့စကားလေးကိုတခြင်းဖြစ်ကျွန်တော်ရေးထားပါတယ်တယောက်နဲ့တယောက်တော့အမြင်မတူဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ခံစားချက်နဲ့ထပ်တူညီတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရေးထားဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဗျာကိုယ်စီတရားနဲ့နာကျင်စရာတွေလဲကွဲအပ်သွားခဲ့တော့မန်တချမ်းလို့အတိတ်တွေငါတို့မှရှိဘူးတဲ့မနှလုံးသားလေးပြိုလဲစုံစည်းဖို့တော့မဖြစ်နိုင်တော့ပါအကျဉ်းသားတွေကိုပြန်ရုပ်သိမ်းကနောက်တစ်ခါရောက်လာနေကွာမယုံကြည်နိုင်ပါမင်းရဲ့စကားများမတော့မနဲ့ငါနောက်ထလဲအလိမ်ညာတွေလဲနေမျိုးမနေချင်တော့ဘူးအချိန်တွေနောက်ပြန်လဲငါမေ့ချင်လဲအင်ကုန်တန်တွေကိုထိန်ချုပ်လို့ငါထွက်ပြေးမယ်နေမရှိတဲ့ရဲ့စီတို့ပြီးဆုံးသွားတဲ့တိတ်ကတို့ရဲ့ဇာလန်းလေးမိမိပြောင်ပြောင်ဖြစ်နိုင်သေးပါငါရဲ့မတ်တန်းလေးဒါယာရီတဲ့ရေးမှတ်ထားတဲ့21အဲ့ဒီနေ့ကမင်းရဲ့ချစ်နဲ့ငါကန်ဆန်းအနေဝေးသွားလဲမင်းရဲ့ချစ်တွေမပြောင်းဘူးဆိုနောက်ပြန်လဲကြည့်ပါမင်းရဲ့တိတ်ကဘယ်လိုမျိုးလဲမေတ္တာတရားနဲ့ပြုပြင်မရတာမင်းရဲ့ဗီဇသိမှာပဲထားလိုက်ပါလို့ငါတငယ်ချင်းတွေဝိုင်းပြောကြမပတ်သက်ပါနဲ့ငါကိုထပ်ပြီးမရက်ဆက်ပါနဲ့ထက်ခါတလဲလဲမင်းရဲ့ရှေ့မှာတောင်းဆိုခဲ့ငါရဲ့စိတ်တွေဖြူဖြူစင်စင်ရိုးသားစွာလမ်းမှာတွေ့တဲ့စိတ်တယောက်